Hi guys, good morning. Welcome to every vlog. ဒီမှုချောလာပြီးပါတော့မယ်10နာရီရောက်အလုပ်သွားရပါမယ်10မိနစ်မှတော့ကြာလို့မဖြစ်ပါဘူးကဲလိုက်ခဲ့ပေးကြပါဒီရှင်တော့ကျွန်တော်အလုပ်သွားနေတဲ့ချိန်ပါနေရာလေးက stay the house တွေပါအရင်ညကလူမင်းမတွေပေါ့နော် operasi တွေဖမ်းခေါ်သွားတဲ့နေရာပါဒီနေရာပါကျူဆိုင်ကြပါ ကဲအဝေးအလုပ်ထရောက်ပါတော့မယ်အလုပ်ထရောက်ချင်းမှာတော့အဝေးကျူတင်ကိုအရင်လုပ်ပါတယ် ဒီနေ့တည်းတော့ပြောရှင်ဖို့မျှော်လင့်ပါတယ်အလုပ်ပြီးရင်အဖေကအဖေကိုမေးထားကြတယ်ဘာပြောလဲမှာပါတယ်ရှိသေးတယ်စီတီရစားကောင်းအဆုံးရှိပါတယ်ဘာပြောလဲမှာစေးကြီးရယ်ဆိုတာလည်းမဟုတ်ဘူးတကယ်ချစ်တဲ့ဟာလည်းရှိတယ် quality အတင်ဒီမှာချစ်တဲ့ brand တွေလည်းရှိပါတယ်ကဲခဏနဲ့လိုက်ပြပေးမယ်နော်ဒါတော့အဖေရဲ့အလုပ်ကြိုးစားတဲ့တော့ဖြစ်ပါတယ်breakfast နဲ့ lunch ပေါ့နော်စားကြမယ်စားရမ်းတယ်ဒါဆိုင်ရချင်းမလေးပါတော့ဆက်လို့pharmacy ကိုတော့မဖြစ်ပါတယ် Brilliant Channel လို့ပစ္စည်းလေးတော့ဝယ်မှာဖြစ်ပါတယ် What do you want to buy something? Okay. အမျိုးသမီးတွေရဲ့မရှိမဖြစ်ဒီပါဒီလည်းမှာအရင်ရှိတဲ့ဆိုင်တွေခေါ်တော့ပေးမှာဖြစ်ပါတယ်မနေ့ကဒီမှာကျွန်တော်ဆိုင်အယူရဲ့ stuff တွေတော့ဒီမှာရှိရဲဆိုတော့နာမလို့ပြောတော့ဆောင်းမ plus ပြရမယ်ဆိုတော့ဒီတစ်ထည်လေးရေးထားတယ်အရင်ကတန်နေဆိုတဲ့ဆိုင်မှာဘုံတော့တာတော့မှဒါတစ်ထည်ကို59ကျပ်ရန်တန်ပါတယ်ရန်တန် quality လေးကောင်းတယ်စစ်လို့ကဲကျွန်တော်ခုတော့ဝယ်ပြီးပါပြီဒီမှာအင်ဂျီတော့တစ်ထည်ပါပဲကျွန်တော်ရဲ့ပစ္စည်းတွေကအကုန်လုံးထည့်ထားပါတယ်ကဲအရီတော့အလုပ်ပြီးပါပြီယေးတကယ်ဆိုအလုပ်လုပ်ရ night shift ကြိုက်တယ်ဒါပေမဲ့အခုကျွန်မစစ်ကပ်ကြောင်းလေး morning shift ပြန်ကြိုက်လာတယ်ဘယ်လိုလဲဆိုတော့စောစောပြန်ရတယ်Oh yo. Finally, okay. 我觉得也就么。去个没有别啥大家那个啥会。啥不可不得啥。我个洗脑啊。 Dinner တထေးတွေနဲ့အေးဆိုင်ကတဲ့ Hey girl. Naila, you look so beautiful and You so too. sexy. Say hi. I'm making vlog. Oh, you made Yeah. a vlog. Yeah, Yeah. that's nice. Great. ဒါတော့ I will even ကျင်းပါတဲ့ဆိုင်ပါ Thai BBQ ဆိုင်ပါကဲဝင်သွားပါပြီဒါတော့ I will ရဲ့ click တွေပါကျွန်တော်တို့ step တွေအကုန်လုံးဖြစ်ပါတယ်ဒီတဝိုင်းတော့အပြေးဆုံးအဝိုင်းနဲ့အပျော်ဆုံးအဝိုင်းပြီးတော့အစားနိုင်ဆုံးအဝိုင်း waitress ကအခုကအရင်ကကြည့်ကြတဲ့ဝိုင်းပါအဲ့ကိုရအောင်မှာကျွန်တော်တို့ထိုင်နေပါတယ်အရင်ချက်လေးတို့စားလို့တောင်ပြီးပြီဒါအစီအစဉ်မရှိသေးတော့အဲ့ဒီလိုမကြည့်ဘူးဗမာစကားနဲ့ပြောလို့ရတယ်ဟုတ်လား Two orange juice ငါကောင်းရပြီဒီကမခံစားရပါအရင်ပြောအပန်းရောင်အင်ဂျီဝတ်ထားတဲ့သူကကျွန်တော်တို့တထေးပါဆိုင်ရတော်ဆုံးတွေကိုဆုချတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကြည့်ကြပါဦးတထေးလောက်ကွယ် Lucky draw ရေးလေးကျွန်တော်တို့မပါဘူးကဲကျွန်တော်ပေါ့တစ်ခုတော့ပေါက်ပါဘူးပြန်လာတော့မယ်ငါရမ်းမဲတယ်ဟလာ
ဘာကြီးလည်းမသိဘူးဒါ bracelet ညလာတယ်တော့ဘာကြီးလဲ ဒီလိုမြအောင်တယ် အော်မိုက်ဒီတော့ shampoo ဝဲဒါ very expensive နော်ဆိုင်မှာရောက်တယ်အရင်ကြည့်ကြည့်ရောက်တယ်Oh, shampoo နဲ့ treatment okay scrub treatment wow scrub treatment ကြိုက်တယ်ငါကြိုက်တယ် color stack ကနေအိုး ရှင်ကြီးမပေါ်ဒီတော့ကနေကောင်းမှရှောင်းခဲ့တော့ အများကြီးပဲအဲ့လေးချစ်စရာလေး yeah I love it thank you Miko thank you Miko thank you my boss thank you my boss ကျွန်တော်ရဲ့ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်တော့မယ် bye bye see you the next video